မလေးတယောက်ကအပြင်ကနေအထဲကိုပြေးလာတာပေါ့နော်အနောက်ကယောက်ျားလေးတယောက်ကလိုက်လာတယ်ကောင်မလေးကသူ့နောက်လိုက်လာတဲ့လူကိုလူစိုးလူကောင်းသူမသိဘူးဒါပေမဲ့ကောင်မလေးဆိုတော့သူကကြောက်တယ်လေအကောင်ကလည်းအကြောင်းရှိလို့သူကပြေးလာတယ်ပေါ့နော်ပြေးလာပြီးတော့အကောင်ကအိမ်တော့ရောက်သွားတာအကောင်ကပြန် open the door တကားဖွင့်ပေးပါနော် I want to tell you something တခုခုပြောရှင်အကောင်ကလည်း no I'm scary ငါကြောက်တယ်တဲ့အကောင်မလေးကကြောက်နေတယ်အကောင်ကပြောတယ် I got something for you ငါအသေးတွေ့ပါနော်တခုအသေးတွေ့ရအဲ့ဒါကျတော့ပတ်စံအိမ်ပေါ်နေ့ပတ်စံအိမ်လွန်ခဲ့တဲ့နေ့3ရက်နေ့ပတ်စံအိမ်ကြားခဲ့တာငါတွေ့ရှိပါနော်ငါတွေ့ရှိတော့ကောက်ထားပေးပါနော်အမလည်းနောက်ဆိုတော့အမကောင်လေးပြောတော့စဉ်းစားရင်းနဲ့ oh yeah သူ့မှာလည်းပတ်စံအိမ်ပြောင်းနေဆိုတော့ငါပတ်စံအိမ်ပါလားတကားမဖွင့်ပေးလိုက်ပါနော်မဖြစ်ဆိုတော့အကောင်ကအန်ဒီရမပြူတဲ့လူတယောက်ဖြစ်ရပါနော်သူကပတ်စံအိမ်လာပေးတာတတမဲပတ်စံအိမ်လာပေးအဲ့ဒါအကောင်မပတ်စံအိမ်ယူလိုက်ရပါနော်ပြီးတော့ thank you ကျေးဇူးပါနော် I found my wallet ငါပတ်စံအိမ်တွေ့တယ်ကျေးဇူးတင်ပါတယ်ပါနော်အဲ့ဒါနဲ့ဒီဗီဒီယိုကျတော့ပတ်စံအိမ်လာပေးတာပါနော်